တောကဆိုတဲ့စကားလုံးကိုမိတ်ဆွေတို့ကြားပူးကြမှာပါဒီစကားလုံးကဘာနီးကနေလာပါတယ်မြန်မာလိုတော့စိုးရိမ်ကြောင်ကြခြင်းလို့အဓိပ္ပာယ်ရပါတယ်လူရည်လို့ဖြစ်လာရင်တောကဆိုတဲ့အရာကလည်းအနေနဲ့အများဆိုသလိုကျွန်တော်တို့ရဲ့အရေးလိုပဲနောက်ကနေတကောက်ကောက်လိုက်ပါလာလေးရှိပါတယ်ကျွန်တော်ပြောတာဟုတ်မဟုတ်မိတ်ဆွေတို့ရဲ့ပဝန်းကျင်ကိုပဲတစ်ချက်လေးလာကြည့်ပါတောကကင်းကင်းနဲ့နေထိုင်နိုင်သူဘယ်နှယောက်များရှိတယ်လဲလို့ဒါပေမဲ့တောကအကြောင်းကိုတော့ကျွန်တော်တို့နည်းနည်းဆက်ပြီးလေ့လာကြည့်ရအောင်ဘလို့လူတွေကတောကအများဆုံးဖြစ်တတ်တယ်ကျွန်တော်ရဲ့လေ့လာချက်အရလူတိုင်းဟာတောကမကင်းတတ်ကြဘူးဆိုပေမဲ့လူတစ်ယောက်နဲ့တစ်ယောက်ဟာစိတ်ကိုထားတတ်ကြပုံချင်းမတူညီတဲ့အတွက်တောကဖြစ်ပုံချင်းနဲ့တောကနေများကလည်းကွာခြားတတ်ကြပါတယ်အထူးသဖြင့်အောက်ပါအချက်တစ်ခုခုနဲ့ညှိနေသူတွေမှာတောကပုံများတက်တာကိုလည်းလေ့လာတွေ့ရှိထားပါတယ်အလုတ်ဖြီးစည်းလုံးတဲ့သူတွေအထီးကျန်လုံးတဲ့သူတွေအတိတ်ကြောင့်စိတ်တန်ရာများနေတဲ့သူတွေအနာဂတ်ကိုမျှော်ရည်လုံးသူတွေအပေါင်းအသင်းနဲ့လုံးတဲ့သူတွေစိတ်ထိခိုက်လွယ်လုံးသူတွေဖြစ်ချင်လွန်အားကြီးသူတွေကျန်းမာရေးပြဿနာရှိသူတွေအနာဂတ်မရေမရာဖြစ်နေတဲ့သူတွေစိုးရိမ်စိတ်လုံးခဲ့တဲ့ဇာတ်ရှိသူတွေဒါတွေကိုလေ့လာပြီးတော့လူတိုင်းလိုဟာတောကနဲ့မကင်းနိုင်ကြဘူးလို့အလွယ်တကူသိမြင်နိုင်ပါလိမ့်မယ်ဒီတော့တောကဆိုတာလူတိုင်းနဲ့မကင်းဘူးပေါ့ဗျာငါတယောက်ထဲမှတောကတွေတလေကြီးနဲ့လိုရေပြီးတင်ငယ်မနေစမ်းပါနဲ့တောကဆိုတာလူတိုင်းနဲ့မကင်းပေမဲ့စိတ်ကိုထားတဲ့ရင်တောကနေများကတော့ကွာသွားနိုင်ပါတယ်တောကလုံးလုံးကင်းဖို့ကတော့နေပါညောင်းမှပဲဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့တောကတွေကိုတက်နိုင်သမျှနေပါသွားအောင်တော့ကျွန်တော်တို့ရောချနိုင်ပါသေးတယ်ဒါကိုလည်းဆက်ပြီးဆွေးနွေးကြရအောင်တောကတွေကိုဘယ်လိုရောချနိုင်မလဲတောကတွေကိုတက်နိုင်သမျှနေပါအောင်ရောချဖို့ကနေလန်းရှိပါတယ်ဒါပေမဲ့နေလန်းတိုင်းဟာကိုနဲ့တော့ထားစာတကြချင်မှကြပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကိုတောကနဲ့ကိုင်းညီအောင်ညှိပြီးတုံးရမှာမို့လို့ပါဒီတော့နေလန်းတွေကိုတစ်ခုစီပြောပြပေးပါမယ်လူတော်များများဟာကိုမတက်နိုင်တဲ့အရာတွေကိုလက်မမီတဲ့အရာတွေအပေါ်မှာအာယုံစိုက်တက်ကြပါတယ်တင်းမတင်း MS ဆိုတာကိုတဘာဝကြကြတွေးတော့လေးမရှိပဲချစ်ချင်းစိတ်လိုချင်စိတ်စားတဲ့လောဘအာယုံကပ်ပြီးစဉ်းစားမိလေးရှိပါတယ်ဥပမာခြေထောက်မတန်တဲ့သူဟာသူများဘောလုံးကစားနေတာကိုအားကျနေခြင်းမျိုးပေါ့ခြေထောက်မတန်ပေမဲ့စိတ်ကဘောလုံးကိုခြေထောက်နဲ့အားပါတရကစားကြည့်ချင်တာဟာတဘာဝကြပါတယ်ဒါပေမဲ့ဒီနေရာမှာစိတ်ကိုမထားတတ်ပဲသူတို့ကခြေထောက်ကောင်းကြတော့ကနိုင်လိုက်ကြတာငါကတော့ဆိုပြီးတော့ကရောက်နေရင်တော့ဆက်မားပါပြီအဲ့ဒီတော့ကစိတ်ဟာတင်ငယ်တဲ့အဆင့်ထိရောက်ပြီးလူကိုအကြီးကျယ်ဒုက္ခပေးနိုင်ပါတယ်တကယ်ကသူတို့လိုကျွန်တော်တို့ပြေးဟဲလွားဟဲမလုံးနိုင်ပေမဲ့လုံးနိုင်တဲ့အရာတစ်ခုခုတော့ရှိမှာပါအဲ့ဒါကိုရအောင်ရှာပြီးကိုတက်နိုင်တဲ့နေရာကနေစပြီးစူးစမ်းရမှာပါခြေထောက်မတန်လို့ခြေထောက်တန်တဲ့သူတွေကိုကြည့်ပြီးစိတ်တော်ကြိုက်လောက်အားငယ်နေမဲ့အစားကိုယ့်ရဲ့အတွေးခေါ်တွေနဲ့လူတွေကိုပါကူညီနိုင်မလဲကိုယ့်ရဲ့လက်တွေနဲ့ဘလို့နုပညာတွေဖန်တီးနိုင်မလဲအဲ့ဒီတွေးမျိုးကစပြီးပြဿနာကိုဖြေရှင်းနိုင်ပါတယ်ဒီလိုကိုတက်နိုင်တဲ့အရာကနေစတင်လိုက်ခြင်းဟာကိုယုံကြည်တဲ့စိတ်ကိုလည်းပုံမတိုးတက်စေပြီးကိုစွမ်းစကိုလည်းကိုယ်တိုင်ဖော်ထုတ်ရကြပါတယ်ဒီတော့ဒီနေလန်းရဲ့အနှစ်ချုပ်သဘောကကိုမတက်နိုင်တဲ့အရာတစ်ခုအတွက်ဒေါကတွေရောက်ပြီးစိတ်ပြအားငယ်နေမဲ့အစားကိုတက်နိုင်တဲ့အရာကနေစတင်လိုက်ပါလို့ဥပဒေထုတ်နိုင်ပါတယ်လူတော်များများဟာဖြစ်လာသေးတဲ့အနာဂတ်အပေါ်မှာအယံကိုပူပန်စိုးရိမ်တတ်ကြပါတယ်။ဒါအပြင်ဖြစ်ပြီးသားအတိတ်ဖြစ်ရက်တွေကိုလည်းလွယ်နဲ့မမြင်နိုင်ကြပဲ။ထပ်ပြန်လဲတွေပြီးနောင်တနဲ့တောကတွေဖြစ်တတ်ကြပါတယ်။လူတိုင်းမှာအနေနဲ့အများအတိတ်ဆိုးတွေရှိနိုင်ပါတယ်။ဒါတွေကဖြစ်ပြီးသားတွေပါ။ကျွန်တော်တို့အနေနဲ့ဖြစ်ပြီးသားတွေကိုပြန်တွေးပြီးစိတ်ထိခိုက်နေမဲ့စားသင်ခန်းစာယူလိုက်တာမျိုးတို့တက်နိုင်သမျှမေ့ပြောင်းနိုင်အောင်ကြိုးစားတာမျိုးတို့သာလုပ်သင့်ပါတယ်။ဒီလိုပဲမဖြစ်သေးတဲ့အနာဂတ်တွေကိုအရင်ကြီးတွေးပူနေတာမျိုးကလည်းကျွန်တော်တို့အတွက်မကောင်းပါဘူးအကောင်းဆုံးနေထိုင်နေဟာပိစုပန်နေထိုင်နေဖြစ်ပါတယ်ဒီနေ့ဟာပိစုပန်ပါဒီကနေ့ကောင်းအောင်နေခဲ့ရဲ့နောက်တနေ့ဆိုတဲ့အနာဂတ်ကလည်းကောင်းလာနိုင်တယ်လို့မနေ့ကဆိုတဲ့အတိတ်နေ့ဟာလည်းကောင်းတဲ့အတိတ်သာဖြစ်ပါလိမ့်မယ်ဥပမာမောင်ဖြူဟာဒီနေ့စာကြက်ပါတယ်ဒါဆိုမနေ့ဖြန်ဆိုတဲ့အနာဂတ်မှာလာမယ့်စာမေးပွဲအတွက်စိုးရိမ်နေစရာမလိုတော့ပါဘူးစာမေးပွဲခန်းထဲရောက်တဲ့အခါမှာလည်းမနေ့ကဆိုတဲ့အတိတ်ကစာကြက်ခဲ့ဘူးတဲ့အတိတ်ကောင်းကြောင့်စိုးရိမ်စရာမရှိတော့ပါဘူး။ဒါကြောင့်ပိစုပန်မှာပဲအကောင်းဆုံးနေထိုင်ခြင်းဟာအတိတ်ကောင်းတွေနဲ့အနာဂတ်ကောင်းတွေကိုဖြစ်လာနိုင်မယ်လို့နားလည်ထားသင့်ပါတယ်။လူတော်များများဟာစိတ်ဖိစီးရမယ့်ကိစ္စတွေရှုပ်ထွေးတဲ့ပြဿနာတွေဆိုရင်ဖြေရှင်းခြင်းစိတ်မရှိတတ်ကြပါဘူး။ကျောင်းသား10ယောက်မှာ1ယောက်လောက်ပဲသင်္ချပညာကိုစိတ်ဝင်စားတတ်ပြီးကျန်တဲ့9ယောက်ဟာသင်ရင်းနဲ့ကိုခြားတာပါကွာဆိုပြီးလက်လျှောက်နေတတ်ပါတယ်။ဒါကရိုးရှင်းတဲ့ဥပမာပါ။လူလောကဟာတင်ချပို့စာထက်ခက်ခဲတဲ့ပြဿနာပေါင်းစုံရှိပါတယ်။ဒါတွေနဲ့နဖူးတွေဒူးတွေကြုံလာတဲ့အခါလူတော်များများဟာပြဿနာကိုရင်မဆိုင်ရဲတာမျိုးမဖြေရှင်းတတ်တာမျိုးတွေကြောင့်အားငယ်စိတ်ပြက်ပြီး
တောကဖုံဖုံကိုရင်ဆိုင်ရပါတော့တယ်တကယ်ကရင်ဆိုင်ရရမှာပါပြဿနာဆိုတာကိုယ့်ရဲ့အရေးချင်းကိုလေးလာနိုင်တဲ့အကောင်းဆုံးသင်ခန်းစာလည်းဖြစ်ပါတယ်ဒါပေမဲ့ပြဿနာဖြေရှင်းတဲ့အခါဘလို့ဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းတွေတော့ကြိုတင်ရှာထားသင့်ပါတယ်ဒါကိုတော့ဒီမှာမပြောတော့ပါဘူးအကျဉ်းအားဖြင့်ဘလို့ပြဿနာဖြစ်ပါစေဘလောက်ပဲကြီးပါစေပြဿနာကိုအစိတ်စိတ်ပိုင်းခြားလိုက်ပြီးတပိုင်းစီဖြေရှင်းပေးလိုက်ရင်ပြဿနာမဆိုပျောက်ကွယ်သွားပါလိမ့်မယ်ပြဿနာကိုရင်ဆိုင်ရပြီးလက်တွေ့ဖြေရှင်းနိုင်တဲ့သူတွေဟာတောကလျော့နေသွားတတ်ပါတယ်အထီးကျန်ဆန်ခြင်းဟာတောကအတွေးတွေရဲ့မြပြားခံရအရက်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဟာလူသားတွေဖြစ်တဲ့အတွက်တယောက်တည်းတင်းကွဲပုံစံနေထိုင်ခြင်းဟာအခက်အခဲသိမ်းမကောင်းပါဘူးမိတ်ဆွေကောင်းတွေမိသားစုကောင်းတွေလှုပ်ဖော်ကိုင်ဖက်ကောင်းတွေတော့အနားမှာရှိသင့်ပါတယ်ဒါမှတိုင်ပင်ဖော်ရမယ်အကြံကောင်းတွေဆွေးနွေးနိုင်မယ်ရင်ဖွေးနိုင်မယ်ဒါမှလည်းစိုးရိမ်သောကတွေဟာကိုနာကနေခွာသွားမှာပါဒီနေရာမှာမိတ်ဆွေကောင်းလို့ပြောထားပါတယ်မိတ်ဆွေကောင်းမဟုတ်ပဲခိုထက်ညှဉ်းညူတက်တဲ့မိတ်ဆွေတွေကိုထက်စိတ်အားနေတဲ့မိတ်ဆွေတွေအားကိုမရတဲ့မိတ်ဆွေတွေဆိုရင်တော့ခုပြောပြတဲ့နေလန်းဟာအကျိုးမရှိတဲ့အပြင်ပိုတော်မှဆိုးသွားနိုင်ပါတယ်စိတ်ညစ်လို့မြေကမ်းပေးသွားထိုင်ကမှတပို့ဦးကြီးမျောလာတယ်ဆိုသလိုမဖြစ်အောင်တော့အပေါင်းအသင်းကောင်းကိုရွေးသင့်ပါတယ်လူဟာမကျန်းမာရင်လည်းအလိုလိုစိတ်အားငယ်သွားတတ်ပါတယ်တောကကိုမယမကရှာဖွေမိတတ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းအထက်အသင့်ဂရုစိုက်သင့်ပါတယ်ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာတွေယောဂလေ့ကျင့်တာတွေဟာကိုယ်ခန္ဓာကိုယ်သာမကစိတ်ခန္ဓာကိုယ်ပါကျန်းမာတန်ဆွမ်းလာစေနိုင်ပြီးတောကတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ဒီနေ့တခြားပိုဆိုးလာတဲ့ယုတ်ကြီးကြည့်ပြီးစိတ်တောကရောက်နေမယ့်အစားစားတော့နေထိုင်မှုပုံစံပြောင်းလိုက်လို့ဒီနေ့တခြားချက်တည်ရှိလာတဲ့မိမိကိုမိမိမြင်နေရခြင်းကလည်းတောကအတွက်အားစိတ်တစ်ခွက်ပါပဲ။ငါနဲ့တော့ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့အတွေးမျိုးဟာအရာရာကိုလက်မြောက်လိုက်တာနဲ့အတူတူပါပဲ။ကျွန်တော်တို့ဟာအရာရာကိုတော့လိုက်ပြီးဖြစ်အောင်လုပ်နိုင်ခြင်းမှလုပ်နိုင်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့လုံနိုင်တဲ့အရာတွေကလည်းများစွာရှိနိုင်ကြောင်းတွေးထားပါအပြည့်စိတ်ထက်အဖြစ်စိတ်ကိုတွေးရမယ်ဥပမာလူတယောက်6ပေအမြင့်ရောက်အောင်ခုန်နိုင်နေဆိုပါစို့ကျွန်တော်တို့အားကြတယ်ဒါဆိုလိုက်ခုန်ကြည့်မလားချက်ချင်းတော့သူ့လိုပဲခုန်နိုင်ပါမလဲလေ့ကျင့်ထားရင်တော့ကြာလာတာနဲ့အမျှခုန်နိုင်မှာပါသို့တော့ကျွန်တော်တို့ကဒူးကလည်းမကောင်းခါးကလည်းထိထားသေးတယ်ဆိုရင်ရောသူ့လိုလိုက်ခုန်နိုင်ပါမလားဒါဆိုကျွန်တော်တို့အတွေးကအပြက်ကနေဆက်လာနိုင်ပါတယ်သူကခုန်နိုင်မှာပေါ့ငါထက်အသက်ကလည်းငယ်ကိုကလည်းကြက်ခိုင်ဆိုတော့ငါကဝလဲပေါ့ခါကလည်းမကောင်းဒူးကလည်းနာဆိုတော့ဘခုန်နိုင်ပါမလဲဆိုတဲ့အတွေးမျိုးဟာတင်ငယ်စိတ်အားငယ်စိတ်အပေါ်ခြေခံပြီးဖြစ်လာတာပါအပြစ်စိတ်ဖြစ်ပါတယ်အဖြစ်စိတ်ရှိရမယ်ဆိုလို့တလွဲရေးပြီးဒူးနာနေတဲ့ကြားကဖြစ်အောင်လုံးမဟဲ့တော့သွားမလို့လေနဲ့ဖြစ်မဖြစ်တော့မသိဘူးပေးဆက်လိုက်ရတာကကိုရင်ဖြစ်သွားနိုင်တယ်လို့ဖိုမိုကြီးမားတဲ့တော့ကအသွင်လဲပြောင်းလဲသွားနိုင်ပါတယ်ဒီလိုအခြေအနေမျိုးကစိတ်ထားတတ်မှအဆင်ပြေပါတယ်ဘလို့စိတ်ထားရမလဲအဖြေကရှင်းပါတယ်သူကခုံနိုင်ပေမဲ့ငါလည်းတစ်မျိုးလုံးနိုင်သေးတယ်ဆိုတာမျိုးကိုပြရမှာပေါ့ကိုဘာတွေလုံးနိုင်နေဆိုတာကိုယ်တိုင်အဖြေရှာကြည့်တာဟာဖြစ်စိတ်ထားပါပဲတချို့တော့ကတွေဟာဖြေရှင်းရခက်တတ်ပါတယ်ဥပမာကိုယ့်ရဲ့အတွင်းမသိစိတ်ကနေဘာမှမသိရောက်လာတတ်တဲ့တော့ကတွေဟာကိုယ်တိုင်ဖြေရှင်းဖို့ခက်တတ်ပါတယ်ဒီလိုအခါမျိုးမှာစိတ်ပညာရှင်တွေအတွေးခေါ်ပညာရှင်တွေစတဲ့ပညာရေးဆိုင်ရာပညာရှင်မျိုးတွေရဲ့အကူအညီကိုရယူဖို့လိုပါတယ်။မြန်မာတွေကတော့တောကဖြစ်လာပြီးဒုက္ခဖြစ်လာပြီးဆိုရင်ဗေဒင်ဆရာနဲ့ကတော့အကြမ်းမြင်ဆက်တဲ့သူတွေစီပြေးပြီးအကြံဉာဏ်တောင်းတာဆွေးနွေးတာတွေလုပ်တတ်ကြပါတယ်။ဒါလည်းအထိုက်လျောက်တော့ကောင်းပါတယ်။ဟုတ်တာမဟုတ်တာပထားဘာမှပူမနေနဲ့ညီပွားကိုအမြဲဆောင်ရှောက်နေတတ်ကွယ်ညီပွားရဲ့ပြဿနာတွေကိုရောကြီးကောင်းကောင်းဖြေရှင်းပေးမဟေ့လို့အာပေါင်းအရင်တန်တန်နဲ့ပြောခလိုက်ရယုံနဲ့ကိုတော့ကတွေကဒဝက်လောက်ပြောက်ကလေးပေါ့ဒါပေမဲ့ဒီနေရာမှာကျွန်တော်ပြောချင်တာကအမှန်တကယ်ပညာတတ်ကျွမ်းတဲ့ပညာရှင်တွေကိုပြောတာပါဒါမှလည်းကိုယ့်ရဲ့ပြဿနာကိုသူတို့ကတည်တည်ချာချာဆွေးနွေးကူညီနိုင်ပါလိမ့်မယ်ဗေဒင်ဆရာဆိုရင်လည်းပညာရဲ့တစ်ခုကိုခြေချေမြင့်မြင့်နားလည်ပြီးပြဿနာကိုခွဲခြမ်းစိတ်ဖြာဖြေရှင်းနိုင်တဲ့ပညာရှင်မျိုးပေါ့မဟုတ်ရင်ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးဆိုသလိုဖြစ်သွားနိုင်ပါတယ်ခုကျွန်တော်ရှင်းပြခဲ့တဲ့တောကကိုလျော့ချနိုင်တဲ့နေတွေဟာတိတ်ပန်နေချမ်းနေတွေဖြစ်ပြီးကိုပြဿနာတောကမျိုးစားလိုက်တခုတော်နေကိုဖြစ်စေစူပေါင်းလို့ဖြစ်စေအဆင်ပြေသလိုဖြေရှင်းနိုင်ပါတယ်နောက်ဆုံးအနေနဲ့ကမ်ဘီယာပညာဆိုင်ရာနေလန်တစ်ခုကိုလည်းလက်ဆောင်ပေးခဲ့ပါဦးမယ်တောကအားလုံးကိုဖြေဖြောက်ပေးနိုင်တဲ့နေလို့အာမမခံနိုင်ပေမဲ့လက်ကလောကြုံနေရတဲ့တောကတွေကိုတော့သူကဖြေရှင်းပေးနိုင်ပါတယ်ဥပမာသမင်းညက်လို့တောကရောက်နေတယ်ပဲထားပါတော့ဒါကိုလှုပ်ထားလိုက်တာနဲ့သမင်းကျွေးမဲ့သူရောက်လာပါလိမ့်မယ်ဒါပေမဲ့တစ်သက်လုံးကျွေးနေအောင်တော့ဒီစီရင်ကမထက်နိုင်ပါဘူးတင်းတော်တဲ့နေရာလည်းဖြစ်လေဝင်လေထွက်လေကောင်းပြီး
အလင်းမောင်ညီမြတဲ့နေရာလေးတစ်ခုမှာတင်ပလလင်ခွေထိုင်လိုက်ပါမထိုင်တဲ့ရင်လည်းအဆင်ပြေသလိုထိုင်နိုင်ပါတယ်ရှေ့မှာရေဖန်ခွက်ချထားပါမျက်စိကိုတာတာယာမိတ်ပါမိတ်ခိုင်းတာနော်အထင်းပိတ်ခိုင်းနေတာမဟုတ်ဘူးပြီးရင်တကိုယ်လုံးကိုပဝင်းကျင်ကလေရေလာထိနေတာကိုသတိကပ်ပြီးစောင့်ကြည့်ပါလေငိမ့်နေရင်လည်းရန်ခါတော့အရေပြားကိုလေလာတိုးနိုင်ပါတယ်အဲ့ဒါကိုစောင့်ပါလေရိုးဝေလာတာကိုခံစားရတဲ့အခါစိတ်ထဲကနေလေတွေဟာငါပတ်ပတ်လည်မှာအသင်းရှိနေပါတကားငါရဲ့တော့ကတွေဖိတနာတွေကိုတည်ဆောင်သွားဖို့အတွက်စောင့်နေကြပါတကားလို့တွေးလိုက်ရမယ်ပြီးတာနဲ့မျက်လုံးမဖွင့်ပဲလက်တစ်ဖက်ကနေရေဖန်ခွက်ကိုစမ်းပြီးကိုင်မယ်တခြားတစ်ဖက်ကနေဖန်ခွက်ထဲကရေကိုလက်ညှိုးနဲ့တို့ယူလိုက်မယ်အဲ့ဒီလက်ညှိုးနဲ့တို့ထားတဲ့ရေကိုမိမိရဲ့မျက်ခုံးနှစ်ခုကြားရဲ့နာယောင်နေရာကတတိယမျက်လုံးနေရာကိုတို့ပေးရမယ်အဲ့ဒီနေရာအေးခနဲ့ဖြစ်သွားတဲ့အတီးကိုလက်ခံရပြီးဆိုတာနဲ့စိတ်ထဲကနေငါတော့ခဲ့တဲ့ပြဿနာအရရက်ကိုဒီနေရာကနေအလင်းသက်အဖြစ်နဲ့ကူညီနိုင်ပါစေလို့ပြောရမယ်အေးတဲ့အတီးဟာတခါနဲ့ပျောက်သွားလိမ့်မယ်ဒီနေ့ပြောရရင်ရေကြောက်သွားတာမျိုးပေါ့ဒီခါထက်တို့ပေးရမယ်ဒီလိုပဲစိတ်ကူးရမယ်အဲ့ဒီလိုခုနှစ်ကြိမ်တို့ပြီးရင်တော့လှုပ်ဆောင်မှုကိုရနာပါဖန်ခွက်ထဲကလေးကိုအနည်းဆုံးတစ်ပင်မှာကုံအောင်လောင်းချပါအဲ့ဒါမျိုးနေစလို့ပါပြဿနာကြီးငယ်မဟုတ်ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်တချို့ပြဿနာအတွက်အနှင်းငယ်ကြာကောင်းကြာနိုင်ပါတယ်စိတ်ရှိလက်ရှိလို့ပါဘာရမီထူးရင်တတိယမျက်လုံးပါပွင့်သွားပါလိမ့်မယ်တတိယမျက်လုံးပွင့်ရင်ဘာဖြစ်မှလဲတော့မမင်းနဲ့ပေါ့ဒီသင်ခန်းစာနဲ့မဆိုင်လို့ကျွန်တော်မပြောပြနိုင်ပါဘူးကဲဘာလုံးမလဲကြိုက်တာသာလုပ်ကြဗျာကျွန်တော်တာဝန်ကကျွန်တော်ပြောနိုင်တာကိုပြောပြဖို့ပါပဲ